တမိုင်းသစ်ရေးထိုးဖို့ပြင်ဆင်နေတဲ့ Man City အားလုံးပဲမင်္ဂလာပါမိနစ်ကဒီလိုချိန်မှာ Manchester City တင်းဟာ2019ခုနှစ်နောက်ပိုင်းပထမဆုံးအချိန်စူပလာလက်မဲ့ရာသီကိုဖျက်ဆီးဖို့အခြေအနေဇွန်းနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့12လအကြာအခုချိန်မှာတော့နီးပြပတ်ကွာယူလာဟာအသင်းကိုအကောင်းဆုံးပြန်လည်ပုံဖော်နိုင်ခဲ့ပြီးပြည်တွင်းဖလား3လုံးကိုရယူနိုင်မဲ့ဒုတိယမြောက်အင်္ဂလိပ်ကလပ်အသင်းဖြစ်လာဖို့အခွင့်အရေးကောင်းတစ်ခုကိုပိုင်ဆိုင်နေခဲ့ပါပြီ။ဒီလိုပြည်တွင်းဖလား3လုံးစံချိန်မျိုးကို2019ခုနှစ်ကလည်းကွာယူလာရဲ့ City တင်းကပဲရယူနိုင်ခဲ့တာပါ။ Kevin De Bruyne ဂန်ဒိုကန် Jack Grealish နဲ့ Ederson တို့လိုနာမည်ကြီးအမာခံကစားသမားတွေကိုနွေရာသီမှာထွက်ခွာခွင့်ပြုခဲ့ပြီးတဲ့နောက်လူငယ်ကစားသမားအသစ်တွေနဲ့ပြန်လည်တည်ဆောက်ခဲ့တဲ့ City ဟာအခုဆိုရင်ကာတာဘောင်းဖလားကိုကိုင်းမြောက်ထားနိုင်ခဲ့ပါပြီ။မင်္ဂလာပါမြန်မာချင်းနဲ့ဘောလုံးကစားခြင်းသူများအတွက် body bag လာပါပြီ။ဒါအပြင် FA ဖလားဆီမီဖိုင်နယ်မှာလည်းရှုံးတော့မဲ့အခြေအနေကနေဆောက်တန်တန်တင်းကို Jeremy Doku နဲ့ Nicolas Gonzalez တို့ရဲ့နောက်ကျသွင်းဂိုးတွေနဲ့အနိုင်ယူပြီးစံချိန်တင်၄နှစ်ဆက်တိုက် FA ဖလားဗိုလ်လုပွဲကိုတက်ရောက်သွားနိုင်ခဲ့ပါတယ်။ FA ဖလားဗိုလ်လုပွဲမှာတော့လေယူနိုက်တက်အသင်းကိုအနိုင်ယူခဲ့တဲ့ Chelsea အသင်းနဲ့ကစားသွားရမှာလည်းဖြစ်ပါတယ်။ဒီချိန်မှာလည်း City ကဘိုးဆွဲဖို့ရေပန်းစားဆုံးဖြစ်နေပါတယ်။ဒါပေမဲ့သူတို့အတွက်အခက်ခဲဆုံးစိန်ခေါ်မှုကတော့ Arsenal နဲ့အပြိုင်လုနေရတဲ့ Premier League ဖလားပါပဲ။ဖလားသုံးလုံးအိမ်မက်နဲ့ပတ်သက်ပြီးဂွာယူလာကတော့အရန်ကိုအလန့်ဝဲနေပါသေးတယ်။အခုချိန်မှာကစားသမားတွေ3ရက်လောက်တေချာနိုင်ယူဖို့ကပိုရေးကြီးပါတယ်။ Premier League ကတော့လက်လွတ်ရသလောက်ဖြစ်နေပါပြီ။ကျွန်တော်တို့ဒုတိယနေရာကိုပြန်ရောက်သွားခဲ့ပေမဲ့ဘာဆက်ဖြစ်မလဲဆိုတာကိုစောင့်ကြည့်ရမှာပါလို့တတိကြီးကြီးထားပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ကစားသမားဟောင်း Mika Richards ကတော့ Manchester City ဟာအရေးကြီးတဲ့အချိန်တွေမှာအခွင့်အရေးကိုအမြဲတမ်းရယူနိုင်စွမ်းရှိတယ်လို့ချီးကျူးထားပါတယ်။ FA ဖလားမှာ City ကိုကင်တွယ်ခဲ့တဲ့53ပွဲမှာ45ပွဲထိနိုင်ရထားပြီးနိုင်ပွဲရာခိုင်နှုန်း85ရာခိုင်နှုန်းထိစံချိန်တင်ထားခဲ့တဲ့ဂွာယူလာအတွက်မေလ4ရက်နေ့ Everton နဲ့ပွဲစဉ်ကစားလို့လာမယ့်21ရက်တွင်ကစားရမယ့်ပွဲစဉ်6ပွဲဟာ City အသင်းဒီရာသီကိုအောင်ပွဲတွေနဲ့အဆုံးသတ်မလားစိတ်ပြတ်ဖွယ်အဆုံးသတ်မလားဆိုတာကိုအဆုံးဖြတ်ပေးသွားမှာပဲဖြစ်ပါတယ်။